တထဲအင်ကြီးရဲ့ရှို့ဝက်ချက်တွေအားလုံးပွင့်ထွက်သွားပြီဒါပေမဲ့ကီဦးတို့မိသားစုအတွက်အဆုံးသက်ကဘလောက်ဆိုးရွားမလဲနောက်ဆုံးပိုင်းကိုကြည့်လိုက်ပါရဲတွေအင်ကြီးကိုဝိုင်းထားလိုက်ပါပြီလူတက်မှုတစ်ခုကြောင့်ခမ်းနားခဲ့တဲ့အင်ကြီးဟာတွေးစွန်းပြီးကြောက်မက်ထွေနေရတစ်ခုဖြစ်သွားခဲ့တယ်ကီဦးတယောက်ဖြစ်ပစ်ခဲ့တာလေးကိုမယုံနိုင်သေးပါဘူးသူ့ရဲ့အိမ်မက်တွေအစီအစဉ်တွေအကုန်လုံးပြိုကျပျက်စီးသွားခဲ့ပြီအမေဖြစ်သူခြောင်စွတ်ကတော့ရဲတွေရဲ့မေးခွန်းတွေကိုမလွတ်ပဲရဲဝံ့ရင်ဆိုင်နေပါရဲ့တရားရုံးမှာကီဦးနဲ့သူ့အမေတို့အမှုရင်ဆိုင်နေကြရပြီသူတို့လိန်ညာခဲ့တဲ့အရာတွေအတွက်အကစ်တန်ခံရမယ့်အချိန်ရောက်လာပါပြီကီဦးတယောက်အကစ်တန်လော့ပေါ်ခံရပြီးပြန်လွတ်လာခဲ့တယ်ဒါပေမဲ့သူ့ဘဝမှာဘာမှမကြံတော့ပါဘူးသူတို့ရဲ့အိမ်ဟောင်းစီပြန်ရောက်လာတဲ့အခါအရာအလုံးဖျက်ဆီးခံထားရဆဲဖြစ်နေပါတယ်ညီမလေးကီကြုံမရှိတော့ဘူးအဖေကီတက်ကတော့ဘဲရောက်သွားမှမသိရတော့ပါဘူးကီဦးအိမ်အီးရှေရောက်လာတဲ့အခါအစ်စ်ဝင်လာတဲ့ချမ်းသာသူတွေနေပြီးဖြစ်နေတယ်ရုတ်တရက်သူတစ်ခုခုကိုတတိပြုမိသွားတယ်အိမ်အီးတဲ့မီးအောက်ခန်းကနေမီးရောင်လေးမိတ်တုတ်ဖြစ်နေတယ်ဒါဟာဖခင်ဖြစ်သူကီတက်ကသူ့ကိုပေးနေတဲ့သတင်းစကားပါအဖေကအခုထိအဲ့ဒီမီးအောက်ခန်းထဲမှာပုန်းနေသေးတယ်ကီဦးတော့စိတ်ကူးထဲမှာဖခင်စီစာရေးနေတယ်ဖေတားအောင်မီအောင်လုပ်ပြီးဒီအိမ်ကိုတနေ့ဝယ်ယူမှာပါလို့ဒီအိမ်ကြီးကတော့အရင်အတိုင်းခန်းနာလာပါစွာရှိနေသေးပါပဲအဖေကတော့မောင်မိုက်တဲ့မီးအောက်ခန်းထဲမှာတက်လုံးနေရမှာလားကီဦးရဲ့အိမ်မက်ဟာအဝေးကြီးกว่าသွားပါပြီဒါပေမဲ့သူအရှုံးမပေးသေးပါဘူးမျောလင့်ချက်လေးတစ်ခုကြံရှိနေသေးတယ်အရင်ကပျော်ရွှင်ခဲ့တဲ့မိသားစုအခြေလေးတွေကိုပြန်တွေးမိနေပါတယ်သူတို့ရဲ့အတိတ်ကအမားတွေကကြီးမားတဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့တယ်ကဘာကြီးကတော့ဒီအတိုင်းဆက်လက်သက်နေအောင်မှာပါဖခင်ဖြစ်သူကတော့အဲ့ဒီမောင်မိုက်တဲ့မြေအောက်ခန်းမှာပဲငင်းချမှုကိုရှာတွေ့သွားတယ်ကံကောင်းကြီးလူထင်ခဲ့တဲ့ကြောက်တုံးလေးလဲဒီနေရာမှာပဲကြံရစ်ခဲ့တယ်ကီဝူရဲ့ဘဝခီလန်းကအခုမှစတင်တော့မှဖြစ်ပါတယ်ချမ်းသာသူတွေရဲ့အိမ်ကြီးကတော့နောက်ထပ်လူတစ်တွေကိုကြိုဆိုဖို့စောင့်နေပါတယ်ဒီဇလန်ကနေမင်းပဲလို့ရှယ်တော့လဲဆင်ရခဲ့လေချမ်းသာရဲ့အတွက်လုံကဲစွာလင်ရရင်နောက်ဆုံးမင်းကိုယ်တိုင်ပဲရောက်ခံနဲ့ရောက်သွားနိုင်တယ် follow လုပ်ပြီးနောက်ဆက်လန်းဆောင်ကြည့်ပါ